Nia Lua Mashile, Shishan Mashi. Raku Jerusalem, you Piede, the Ringo Chareka, Nilo Piola, Ye Chabiro, Asa Shambiro, Sutafi. Chanza Rema, Asa Sham Sutane Pokuri, Jonotuya, the King Sugar is Sapiroma. The me Asa Sham Sutane, Chanza Rea, Asa Sham Sutane to Daiha. Troye ko Josi bo atwe maho. Aku nemi le asa shambi su down la. Down le. Ba atwe le. Aku tinggal sama Jerusalem lo pyo yin achet 3 ချက်နဲ့နားလဲမယ်. Jerusalem lo pyo yin number 1ပျောက်ဆုံးဝိညာဉ်တွေ. ဘာလဲလဲ? ပျောက်ဆုံးဝိညာဉ်. သခင်ယေရှုကလည်းအဲ့ဒီ Jerusalem မြို့ကြီးကိုချီးပြီးတော့မှသူငိုချွေးတယ်မျက်ရည်ကျဘူးတဲ့ချမ်းသာမှာဒီမျိုးကြီးဟာကြောက်တစ်ခုပေါ်မှာတစ်ခုမတီးပဲနဲ့အကုန်ပြတ်သွားမယ်ဆွဲရောင်မြင်တယ်ဒါအဓိကအဲ့ဒီမျိုးတွေကအဆောက်အုံတွေကြောင့်မဟုတ်ဘူးအဲ့ဒီမျိုးတွေကလူတွေဖြစ်မဲ့အရာကိုသူမြင်တာဟောရှနာဖြစ်စေတည်းဟောရှနာဖြစ်စေတည်းလို့ကြိုတဲ့သူတွေကပဲခဏနေတဲ့အခါကျတော့ကားလိုက်တင်လိုက်ပါဒီလိုဖြစ်ကုန်နော်ပြလက်မင်းအာဒါငါလည်းမဆိုင်ဘူးနော်ငါဆုံးဖြတ်တာမဟုတ်ဘူးလို့လက်ဆေးတဲ့အခါမှာလေအဲ့ဒီဣသရေလအမျိုးတွေကချိန်နေထိုသူရဲ့အသွေးသည်ငါတို့ခေါင်းပေါ်ရောက်ပါစေ။ဒါဒီလူမျိုးတွေဟာဒီနေ့ထိအောင်အဲ့ဒီအချိန်သင့်နေတာ။တစ်ဖက်မှာဖျားရွေးကောက်ထားတဲ့အမျိုးလည်းဟုတ်တယ်။အဲ့တစ်ဖက်မှာသူတို့ကခရစ်တော်ကားရင်တင်ပြီးတော့အချိန်သင့်နေတဲ့အမျိုးလည်းဖြစ်တယ်။ဒါရှင်ဘောလူကချမ်းသာမှာသူ့လူမျိုးတွေအတွဲတဲ့ငါတဲ့ခရစ်တော်နဲ့ခွာပြီးတော့တဲ့အချိန်ခံကျင်တော့အောင်တဲ့စိတ်ထဲမှာခံစားရတယ်တဲ့ဒါဖယားကိုသူပြောတဲ့အခါတဲ့ဒီလူမျိုးကိုတော့ပယ်ပြီလားဆိုတော့ဖယားမပယ်ဘူးတဲ့အနာဂတ်မှာဒီလူမျိုးအတွက်အကြံစီရှိသေးတယ်ဆိုပြီးပြောတယ်ဒါယောမဩရစာခန်းကြီး9:7ကိုဖတ်ရင်ကိုကဣသရေလတွေအတိတ်ဖြစ်တယ်အတိတ်မှာသူတို့ကိုဖျားရွေးကောက်ခဲ့တယ်။30ကဣသရေလလူမျိုးတွေလက်ရှိပြစ္ဆုတ်ပံသူတို့ကခရစ်တော်ညင်းကြတယ်။7ကတော့အဲ့ဒီဣသရေလလူမျိုးတွေအနာဂတ်သူတို့တွေရှေ့မှာဖျားရဲ့ plan ရှိသေးတယ်ဆိုတဲ့အရာကို7ကဖော်ပြတယ်။အဲ့တော့ယောမဩရစာ9:7ဒီအတိတ်ပြစ္ဆုတ်ပံအနာဂတ်ဣသရေလလူမျိုးနဲ့ဆိုင်ပြီးတော့ပြောတာ။အဲ့တော့ဂျေရုဆလင်မြို့ကိုချီးမြှောက်ရချတယ်ငိုချွေးတယ်ဆိုတာအဲ့ဒီမြို့တွေကလူတွေအတွက်ဒါဒီသင်္ကန်းစာမှာဂျေရုဆလင်လို့ပြောရင်တစ်ပျောက်ဆုံးဝိညာဉ်တော့နေမိမျက်ရည်ချလားချတယ်ကျွန်တော်လည်းဘဝမှာမျက်ရည်ချဘူးလားချတယ်ကိုကိစ္စနဲ့ကိုချတာဂျေရုဆလင်တော့မဟုတ်ဘူးပျောက်ဆုံးဝိညာဉ်တော့မဟုတ်ဘူးဟုတ်ပါကြီးစားနဲ့ကွဲလို့မျက်ရည်ချတယ်လူအိမ်တော်ရေးအစင်မပြေလို့မျက်ရည်ချတယ်လူအလုပ်ပြုတ်လို့မျက်ရည်ချတယ်လူအလုပ်ထဲမှာအစင်မပြေလို့မျက်ရည်ချတယ်လူမျက်ရည်ရတော့ချဘူးတာပဲကိုကိစ္စနဲ့ကိုချတာဂျေရုဆလင်တော့မဟုတ်ဘူးအဲ့တော့ဂျေရုဆလင်ကတိပျောက်ဆုံးဝိညာဉ်နံပါတ်2အမှုတော်မြတ်နံပါတ်3အသင်းတော်အဲ့တော့ဂျေရုဆလင်လို့ပြောရင်တိပျောက်ဆုံးဝိညာဉ်အမှုတော်မြတ်3အသင်းတော်တော့နေမိကဂျေရုဆလင်တော့မျက်ရည်ချတယ်လို့ပြောရင်ပျောက်ဆုံးဝိညာဉ်တော့မျက်ရည်ချတာအမှုတော်မြတ်တော့မျက်ရည်ချတာအသင်းတော်တော့မျက်ရည်ချတာဆူတောင်းတယ်လို့ပြောရင်ပျောက်ဆုံးဝိညာဉ်တော့ဆူတောင်းတာအမှုတော်မြတ်တော့ဆူတောင်းတာအသင်းတော်တော့ဆူတောင်းတာအစာရှောင်တယ်လို့ပြောရင်ပျောက်ဆုံးဝိညာဉ်တော့အစာရှောင်တာsorry အသင်းတော်တော့အစာရှောင်တာအသင်းတော်တော့အမှုတော်မြတ်တော့ပျောက်ဆုံးဝိညာဉ်တော့အစာရှောင်တာအဲ့တော့ဂျေရုဆလင်လို့ပြောတဲ့ခါတိုင်းမှာ၃မျိုးနားလည်ပဲဗာလဲပျောက်ဆုံးဝိညာဉ်အမှုတော်မြတ်အသင်းတော်ဒီမှာတော့ဒီအသင်းတော်ဆိုတဲ့အရာကိုအရင်စပြောမယ်ရှမသက်ခန်းကြီး16မှာငယ်18 19ရှမသက်ခန်းကြီး16ငယ်18 19ကျွန်တော်ဖတ်ပြီးတော့လည်းဖတ်
ငါဆိုသည်ကတင်းသည်ပေတရုဖြစ်၏ဤကြောင့်ပေါ်မှာငါအသင်းကိုငါတိဆောက်မည်ထိုအသင်းကိုမရဏနိုင်ငံဤတကားတို့သည်မတည်နိုင်ရာမနိုင်ရာကောင်းကင်နိုင်ငံတော်ဤတော်တို့ကိုလည်းတင်အားငါပေးမည်တင်သည်မြေကြီးပေါ်မှာရှီနောင်သမျှသည်ကောင်းကင်ဘုံ၌ရှီနောင်လျက်ရှိလိမ့်မည်မြေကြီးပေါ်မှာဖြေလွတ်သမျှသည်ကောင်းကင်ဘုံ၌ဖြေလွတ်လျက်ရှိလိမ့်မည်ဟုမိန့်တော်မူပြီးလျင်တကယ်ရှိပြောတယ်ငါအသင်းကိုငါတည်ဆောက်မယ် I will build my church အဲ့အသင်းတော်ကိုဘယ်သူတည်ဆောက်လဲဘယ်သူတည်ဆောက်လဲဟုတ်တယ်တကယ်ယေရှုတည်ဆောက်တယ်ဘယ်သူတည်ဆောက်လဲတကယ်ယေရှုတည်ဆောက်တယ်တကယ်ယေရှုလောကမြေကြီးကိုကြွလာခြင်းကဘာတည်ဆောက်ဖို့လဲဘာတည်ဆောက်ဖို့လဲဒါကြောင့်ဒီနေ့ယုံကြည်သူလို့ပြောရင်ယုံကြည်သူကအသင်းတော်ထဲမှာရှိနေရမယ်သာသနာပြုဆရာလို့ပြောရင်အသင်းတော်ကဆေလွတ်လိုက်တဲ့သာသနာပြုဆရာဖြစ်ရမယ်ဧဝံဂေလိဆရာလို့ပြောရင်အသင်းတော်ကဆေလွတ်တဲ့ဧဝံဂေလိဆရာဖြစ်ရမယ်ကျမ်းစာထဲမှာ free evangelist ဘာမရှိဒီခေတ်မှာတော့ဒီလိုရှိတယ်လူတွေရှိကြကျွန်တော်က1994ခုနှစ်မှာဘုရားသခင်ဖွင့်ပြသွန်သင်တဲ့ရောက်ခံစားအဲ့ဘာလဲဆိုတော့ဒီမွေးဆေးဆွဲလူငယ်တွေကိုပြန်ပြီးတော့အကူအညီပေးဖို့ဖြစ်တယ်အဲ့တော့ကျွန်တော်စတော့ကျွန်တော်ဒီရောက်ကမအိမ်အောက်ထပ်လေးမှာပဲကျွန်တော်ရောက်ကမသူအိမ်အောက်ထပ်မှာအခန်းသူ့အိမ်နှစ်ထပ်အိမ်ကိုအောက်ထပ်ကိုအခန်း3ခန်းဖွင့်ထားတယ်3ခန်းမှာသမီးတစ်ယောက်စီနေတယ်ကျွန်တော်ကလည်းသမီးတစ်ယောက်နဲ့ယူလိုက်မှလိုက်နေတာပေါ့အဲ့ဒါဥပဒေကလည်းကအဲ့မှာကျွန်တော်စပြီးတော့အဲ့လိုပဲတယောက်ခေါ်ပြီးနေလိုက်တယောက်ခေါ်ပြီးနေလိုက်တယောက်နှစ်ယောက်လောက်အဲ့လိုခေါ်တယ်ဆိုတော့နှစ်ယောက်လောက်ဆိုရင်ကျွန်တော်အိမ်ကပြည့်ကျက်နေပြီသူတို့ကအိမ်ရှိကမ်းမှာအိတ်တယ်အလေကမ်းမှာကျွန်တော်တို့အိတ်တယ်နောက်မှာသမင်းချက်တယ်ပြီးဖို့ကြောင်းသမင်းသွားပြီးတော့အိမ်ဘေးကနေပတ်ပြီးသွားယူပါတယ်အဲ့ချက်လေဒီမှာအိမ်ကချက်နေပြီဆိုစဉ်းစားကြည့်ပါဘေးကကျွန်တော်မိမအမတယောက်ကအမွေရလို့ဆိုပြီးတော့ဘုရားပြောင်းသွားကြဟာကျွန်တော်အဲ့ဘေးကကိုချက်လိုက်နဲ့ချက်သွားအဲ့ကြတခါဒီလူက6လောက်ဖြစ်လာ6လောက်ဖြစ်လာလူကချက်လာပြီဆိုတော့တခါဟိုဘက်အစုံဆုံးအမကြီးကယောက်ျားဆုံးသွားလို့ဆိုအပေါ်ထပ်ပြန်တက်သွားထပ်ချက်လိုက်အကောအိမ်လုံးကောင်းတုံးလာအဲ့ဒါကထပ်ချက်ပြီးတော့ကျွန်တော်ဒီလူများလာပြီဆိုတော့ကျွန်တော်တင်တန်းကြောက်တာတပြေဖြစ်လာပေါ့ဒါပေမဲ့အဲ့ဒီဟာစပြီးတော့လုပ်တဲ့အခါမှာကျွန်တော်စိတ်ထဲမှာလေကိုတော်တော်ချင်တယ်ကိုယ့်အကိုချင်တာနော်ဖះချင်တယ်လားမချင်တယ်လားမသိဘူးကိုယ့်အကိုချင်တယ်ဒီလိုစဉ်းစားလောကကြီးမှာလို့သင်အောင်ဆရာတွေကများပါတယ်လို့ဘိန်းစားထိန်းတဲ့လူကရှားတယ်အဲ့ဒါကျွန်တော်ဒီမြန်မာလူငယ်ပြည်စုပြည်တော်ရေးသာသနာကိုစပြုပြီးလို့ဒါမဲ့တမန်တရားကိုစင်ကြင်လေ့လာရင်းနဲ့မြင်လာတာတကယ်ယေရှုအမြေကြီးပေါ်ကြွလာတဲ့အခါ ministry မဟုတ်ဘူးနော် church လို့ပြောတယ်အဲ့ကြတော့မှတခါအသင်းတော်ပြန်စပြီးတော့ ministry က under the church ဟောအသင်းတော်ရဲ့ under မှာပြန်သွားအဲ့တကယ်ယေရှုအမြေကြီးကိုကြွလာတဲ့အခါကျမ်းစာကျောင်းထောင်လာမဟုတ်ဘူး ministry လာလို့တာမဟုတ်ဘူး fellowship လာလို့တာမဟုတ်ဘူးဗာလဲအသင်းတော်အဲ့တော့အသင်းတော်ကိုဘယ်သူကတီထောင်လဲသူကတီထောင်လဲဟုတ်တယ်လူထောင်တာမဟုတ်ဘူးနော်ဒီနေ့လူထောင်တဲ့ဟာတွေအများကြီးပဲလူထောင်တဲ့ဟာတွေအများကြီးပဲကျွန်တော်တို့အသင်းတော်အစပြုတဲ့အခါတနည်းအားဖြင့်တော့အဲ့လိုပဲကျွန်တော်လည်းခင်တဲ့အဲ့လိုအင်္ဂလိပ်ဆရာတယောက်နဲ့အာသူနဲ့ကျွန်တော်လည်းယထာဟောမှာတရားဟောပါညာလို့ဟောခဲ့ဘူးလားအတူတူလှုပ်ဆောင်ခဲ့ဘူးတဲ့လူပေါ့တွေ့တော့သူကလည်းဟောတိုင်းစကားပြောလဲရဲတယ်ခဏလည်းလို့အဖမ်းခံရပါညာအဲ့လိုမထင်လို့ပြောတာဟိုတိုင်းသမားဟဲ့အောင်ဆိုသူလေးကျွန်တော်ထိုင်နေတဲ့အသက်လည်းကြီးတာမင်းတို့ကောင်တွေအသင်းတော်ထောင်နေဆိုမထောင်ပါဘူးကိုကလည်းဘယ်လိုပြောငါကြားပါတယ်
လကဟုတ်တယ်မင်းငါ့ကိုတရားဟောမဖိတ်ချင်လို့ဒါဒီလိုဟာဟိုတဲ့လည်းမရှိတာကျွန်တော်အတင်းတော့မထောင်ပြီးရောကျွန်တော်မငြင်းပါပြီးတော့ကျွန်တော်ရှိခိုးတဲ့ဖရားကြောင့်နေရာမှာသူစန်ဒီကြော်လာစောင့်နေတာဟာတွေ့ကြသေးတာဟောပါတယ်ကွာကျွန်တော်တို့ကသူများဘေရင်ကိုငှားပြီးသုံးတာဟုတ်သုံးတော့မနေ့ပိုင်းမှာပိုင်ရှင်တွေကသုံးတယ်ကျွန်တော်ကညနေမှဆိုသူကမှားပြီးမနေ့ရောက်လာတော့ဟာအဲ့မနေ့ကလေးကထိုင်ဆောင်နေတာညနေ4 နာရီထိထိုင်ဆောင်နေတာအဲ့ညနေကျကျွန်တော်လည်းတော့ဟေ့အောင်မင်းပြောတော့တင်းတော့မထောင်ဘူးဆိုဒါပါလေဆိုတော့အခုဒါခရစ်တော်ထောင်တဲ့အသင်းတော်ကျွန်တော်တို့ကအဲ့ဒီမှာအစီခံတာမင်းစကားကိုကပ်ပြောတယ်ကိုကပ်ပြောတော့မဟုတ်ချမ်းသာဒီတိုင်းပဲပြောတာလူထောင်တာမဟုတ်ဘူးသူထောင်တာလေခရစ်တော်ထောင်တာအဲ့ဒီခရစ်တော်တီထောင်တဲ့အသင်းတော်ထဲမှာတင်တဲ့ကျွန်ုပ်ကကိုအင်္ဂါတွေဖြစ်တယ်အာမင်အာမင်အဲ့တော့ဒီနေ့အသင်းတော်ကိုအခြေပြုရမယ်ကျွန်တော်ကတော့ရိုးရိုးလေးပဲအသင်းတော်ကိုအခြေမပြုတဲ့သူကိုအယုံကြည်မရှိဘူးငါတို့လွတ်လွတ်လပ်လပ်သွားနေတယ်ဆိုရင်အေဝံဂေလိဆရာတွေရှိတယ်ဒါသူကိစ္စဒါပေမဲ့ကျွန်တော်တို့ချမ်းသာရအသင်းတော်ပဲယုံတယ်ငါတို့ကိုယ့်အကိုသာသနာပြုနေတယ်ဆိုတဲ့လူတွေရှိတယ်သူကိစ္စကျွန်တော်တို့ကချမ်းသာရအသင်းတော်ပဲယုံတယ်အဲ့တော့ဂျေရုဆလင်လို့ပြောရင်ပါလေအသင်းတော်အဲ့ဒီအသင်းတော်ထဲမှာတင်တဲ့ကျွန်ုပ်ကရှိနေတာအာမင် organization မဟုတ်ဘူးနော်လူတီထောင်တဲ့အဖွဲ့အစည်းမဟုတ်ဘူး organism ဆိုတာအသက်နဲ့ခရစ်တော်ရဲ့အသက်နဲ့ပေါင်းစပ်ဖွဲ့စည်းထားတဲ့အသက်နဲ့ဆိုင်တဲ့အဖွဲ့အစည်းဖြစ်တယ်အာမင်အာမင်နောက်ကတော့ဒီလိုပြောတယ်ပေတရုကိုသခင်ရှုကကောင်းကင်နိုင်ငံရဲ့တော့တို့ကိုသင်အားပေးမယ်ဒါပေတရုရဲ့ဆိုင်ပေတရုရဲ့လက္ခဏာတော့ကြီးနဲ့တချို့တိုင်းပြည်တွေမှာဆိုရင်ပေတရုလို့ပြောတယ်ပေတရုကတော့အကြီးကိုကင်ပြီးတော့နော်နေပူထဲမှာဒံပေးတာဟိုကြီးနေလားဟုတ်တယ်ဒီလိုစဉ်းစားတာကိုကောင်းကင်နိုင်ငံဆိုတော့ကောင်းကင်နိုင်ငံကြီးအကြီးတော့တကားကြီးကလည်းအကြီးတော့ကလောက်ကြီးကလည်းအကြီးဆိုပေတရုကခါတော့အကြီးနေလားဟာအဲ့ဒီကင်နေပူထဲမှာမတက်ရနေဒံပေးတာလို့ပဲခုနမြန်မာလိုဖတ်တဲ့အခါတော့ဒုကိုလို့ပြောတာနော်ဘာလို့ပြောလဲတော့ဒုအင်္ဂလိပ်လို keys s ပါတယ်တော့အများချောင်းနဲ့မဟုတ်ဘူးနော်တော့ရိုးပေးလိုက်တော့အဲ့ဒါတကယ်ရှိရုပ်ကတော့ပြန်ဖြုတ်တော့လည်းလည်းပဲအဲ့တော့တော့ချောင်းနဲ့ဥပေးမှာလားတော့အများဥပေးမှာလားအများတချို့ကဒီလိုယူဆတာကိုပေတရုကကောင်းကင်နိုင်ငံရဲ့တော့ရတယ်အဲ့တော့ကိုပုတ်တွေကိုလက်ဆင့်ကမ်းသွားတာအဲ့တော့ပုတ်တွေကဒီတော့ဖွင့်ပေးမှမင်းဝင်လို့ရရုံမလုံးနဲ့ဟုတ်တော့သူ့လက်ထဲမှာရှိတာဒီလိုသွားတာပေါ့အဲ့တော့ပေးတာလားတော့အများကိုပေးတာလားအများကိုပေးတာဒါရီကျန်ခန်းကြီး16မှာ16ငယ်14မှာဒီလိုတွေ့တယ်ရှိရဒါရီကျန်ခန်းကြီး16ငယ်14ကျွေးဖတ်ကြည့်အောင်သူတို့ဒီတိုးတဲ့ငယ်ကိုစစ်ကြိုက်၍တိုးတဲ့ငယ်ဒီနိုင်တော်မူ၏အကြောင်းကြောင့်တိုးတဲ့ငယ်သည်သခင်တို့၏သခင်ယေတို့၏ဖြစ်တော်၏ကိုရောနှင့်သူရှိတော်တို့သည်လည်းကိုရောတော်သူရွေးချယ်တော်တော်သူသစ္စာရှိတော်သူဖြစ်ကြ၏အဲ့တော့တိုးတဲ့ငယ်ကစစ်တိုက်လို့နိုင်သွားပြီလို့ပြောတယ်အဲ့ဒါကခရစ်တော်ကတလောကလုံးမှာအောင်ပွဲခံတဲ့အချိန်ရောက်သွားပြီအားလုံးအဆုံးသတ်လိုက်ပြီအားလုံးရှင်းလိုက်ပြီခရစ်တော်အောင်ပွဲခံပြီတိုးတဲ့ငယ်စစ်တိုက်ပြီးတော့နိုင်ပြီအဲ့ဒီအချိန်ကြတော့မှ King of Kings ဆိုတဲ့စကားလုံးကိုစသုံးတယ်ဒီ King ဆိုတာကသခင်ယေရှုဒီဘုရင်တကာဆိုတာကအဲ့ဒီအချိန်မှာခရစ်တော်နဲ့အတူယုံကြည်သူတွေပဲရှိတော်တယ်အာမင်ဘယ်ဘုရင်မှမြေကြီးပေါ်မှာမရှိတော့
အားလုံးရှင်းပြီးသွားပြီဒါကြောင့်ဘယင်တကာဆိုတာအခုမြေကြီးပေါ်မှာရှိနေတဲ့ရှင်ဘယင်တွေကိုပြောတာမဟုတ်တော့တင်တဲ့ကျွန်ုပ်ကိုပြောတာဖြစ်အဲ့တော့ဘယင်တကာဆိုတာဘယ်သူတွေလဲကျွန်တော်တို့ဘယင်တကာရဲ့ဘယင်ဆိုတာသခင်ယေရှုသခင်တကာဆိုတာတင်တဲ့ကျွန်ုပ်ဖြစ်တယ်သခင်တကာရဲ့သခင်ကသခင်ယေရှုအာမင်အဲ့တော့ King of Kings Lord of Lords Key of Keys Key ဆိုတာကသခင်ယေရှုဖြစ်တယ် Keys ကယုံကြည်သူများဖြစ်တယ်အဲ့တော့ဟေရှာယမှာပြောတယ်ဒါဝိမင်းရဲ့တကားတော့ကိုခိုင်တဲ့သူအေလျာကိန်းအဲ့တော့ဆိုတာခရစ်တော်ရည်ရွယ်ပြီးပြောတာအဲ့တော့တော့ကသခင်ယေရှုတော့များကယုံကြည်သူဒါဆိုရင်ပေတရုကိုတော့အများပေးမယ်ကီးဆိုပြောတဲ့အခါတမန်တော်ခန်းကြီးနှစ်မှာပေတရုထပြီးတရားဟောတဲ့အခါလူ3000ပြောင်းလဲတယ်လေဟာလေလုယာအဲ့ဒါကိုရည်ရွယ်ပြီးကြိုပြောတာကဲခုငါအသင်းတော်ငါဒီစောင့်မယ်လို့ပေတရုကိုပြောတဲ့အချိန်မှာမြေကြီးပေါ်မှာအသင်းတော်ရှိပြီလားမရှိသေးဘူးခဏနေတော့ခရစ်တော်ကားထဲမှာအသေးခံတယ်ရှင်ပြန်ထမြောက်လာတယ်ဟုတ်လားပေတရုအဲ့ဒီအချိန်မှာပေတရုကနောက်ကျောင်းပြန်လှည့်ပြီးငါဖမ်းနေပြီ back slide ဖြစ်နေပြီဟောညင်းသေးတယ်၃ချိန်ညင်းသေးတယ်ညင်းပြီးငါပြန်များနေတာအဲ့နေရာခရစ်တော်ရောက်လာတယ်ရောက်လာတော့လေဟိုးအရင်တစ်ခေါက်လိုပဲငါများလို့မရဘူးဖြစ်နေတာဟိုဘက်ပြောင်းချလိုက်ရသွားပြီးတော့ပေတရုကတိသွားရကျွန်တော်ဤရှင်သခင်ပါလားတိသွားပြီးတော့အတူတူထိုင်ပြီးတော့ငါးခင်တော်စားပြီးတဲ့အခါကျတော့မေးတယ်ယေရှုပေတရုမင်းငါ့ကိုချစ်လားပေတရုကဘာပြောလဲချစ်တယ်မင်းငါတိုးတွေကိုချစ်နော်ပေတရုမင်းငါ့ကိုချစ်လားချစ်တယ်ကိုတော့ငါတိုးတွေကိုမင်းပြုစုတော့အဲ့ဒါဘာကိုရည်ရွယ်ပြီးပြောနေရလဲဆိုတော့အသင်းတော်ကိုရည်ရွယ်ပြီးပြောနေတာအဲ့အချိန်မှာအသင်းတော်ရှိပြီလားမရှိသေးဘူးပေတရုကလည်းသခင်ယေရှုပြောတဲ့အခါနားသာထောင်နေရတာဗာမန်းတော့သိသိပုံမရဘူးဒါပေမဲ့ဖယားသခင်ရဲ့အကြံစီတော်ထဲမှာတော့ရှိနေပြီအာမင်အဲ့တော့ရှိနေပြီလေဒါအသင်းတော်ဆိုတာဘသူရဲ့အကြံစီတော်လဲဖယားရဲ့အကြံစီတော်ဒီနေရာလေးမှာတစ်ချက်ပြောမယ်နော်သခင်ယေရှုဖန်သွားပြီးတဲ့အခါပေတရုညင်းတယ်ဟုတ်ပါသုံးချိန်ညင်းတယ်ချက်တုံတန်ကြားတဲ့အခါကျတော့မှကိုရောပြောခဲ့တာကိုသတိရဟုတ်ပါကိုရောပြောခဲ့ဘူးတဲ့ချက်မတုံခင်မင်းငါ့ကိုသုံးချိန်ညင်းမယ်အဲ့ဒီအတိုင်းအခုသူဘာဖြစ်ပြီလဲလုပ်ပြီးသွားပြီလုပ်ပြီးတော့လည်းခရစ်တော်စီမလာသေးပါဘူးငါပဲပြန်များနေတာဟောတကယ်ရှုလဲသိပါပြီကွာအားရများလားအဲ့ပေတရုစီကိုတကယ်ရှုလိုက်လာတာလိုက်လာပြီးတော့မင်းငါ့ကိုချစ်လာပဲမိတယ်နော်အပြစ်တင်တဲ့စကားတစ်ခွန်းမှဒီလိုမင်းအချိုးမင်းသိတယ်နော်မင်းဘာလုပ်ပါလဲသဘောပေါက်တယ်နော်ပြောလားပြောဘူးကျွန်တော်ဆိုဘယ်နေမလဲဟုတ်လားမင်းပြောတော့လိမ့်မွေးနေနော်မလာဖောင်းအောင်တော့တော့ချက်တယ်တော့မကြည့်ဘူးငါတတ်ချင်တယ်နေရောလို့ပြောပါယေရှုအပြစ်တင်တဲ့စကားတစ်ခွန်းမှသူ့ကိုချစ်တတ်အောင်ပဲတင်တယ်အာမင်ဘာလို့အောင်ပဲတင်လဲချစ်တတ်အောင်အဲ့တော့အသင်းတော်ဆိုတာဘသူရဲ့အကြံစီလဲဘုရားရဲ့အကြံစီလဲဒါအသင်းတော်ထဲမှာရှိနေတယ်ဆိုတာဖယားရဲ့အကြံစီထဲမှာရှိနေတာအာမင်ကျမ်းစာမှာကြည့်တော့ရှင်ပေါလုကလက်ဝဲဘွဲအကြောင်းလဲပြောတယ်အပြေးပြိုင်ဘွဲအကြောင်းလဲပြောတယ်နဗန်းတတ်တာလဲပြောတယ်မျက်စိရှေ့မှာမမြင်လိုက်နဲ့မြင်သမျှသူ့အတွက်ကဖွင့်ပြချက်တွေပဲဆိုအဲ့ခေတ်တော့အဲ့ပွဲတွေပဲရှိလို့အခုလို့ဆိုတော့ဘောလူကပရီးမီးယားလိဂ်တွေချန်ပီယံလိဂ်တွေရှိမဲ့သဘောရှိရတဲ့ဖွင့်ပြချက်ဖြစ်လာတယ်
နေရာတခုမှာဖမ်းထားတယ်ဆိုရင်အဲ့ဒီရဲမက်ကိုကြည့်ပြီးတော့မှသူဖွင့်ပြချက်ဖြစ်တယ်လေကဲရင်ညင်းသောတန်ကမောင်လိုပြောင်းဝချင်းသောယေုံတစားသစ္စာရီသောကမဟာဧဝံဂေလိခြေစို့ယုံကြည်ခြင်းတိုင်းလောနှုတ်ကပတော်ဒါဆိုသူနဲ့တူတူတွဲဖမ်းထားတယ်သူဘက်ဒီဘက်ချုပ်ထားတယ်ယောမစစ်သားကိုကြည့်ပြီးတော့မှဖွင့်ပြချက်ဖြစ်တာပြောရရင်တော့ဓမ္မဟောင်းကဒါဝိဒ်နဲ့တူတယ်မျက်စိရှိမှမြင်သမျှဖယားနဲ့ဆိုင်တဲ့ဖွင့်ပြချက်တွေကြီးပဲတိုးကြည့်ပြီးစာလ23ဖြစ်တာတမင်နေရတဲ့ရေစီးတဲ့စမ်းကြောင်းကြည့်ပြီးစာလ40ဖြစ်တာကောင်းကင်ကြည့်ပြီးစာလ19ဖြစ်တာဆိုမျက်စိရှိမှရောက်လာရင်အကုန်လုံးကဖွင့်ပြချက်တွေကြီးပဲဆိုတော့ရှင်ဘောလူကလည်းအဲ့ဒီသဘောပဲပြောသူလောကစာပေတွေလည်းဖတ်ပုံရတယ်ဟုတ်လားစာကျူတုတ်တုတ်သူရုပ်ပေပြီးလို့ပါဆိုတော့လောကတွေကစကလုံးသုံးလုံးတွေကိုသူချမ်းသာတွေမှာထည့်သုံးတာဆိုတော့ဒီကောကိုမှာကြည့်ရမယ်လို့ပြောတယ်24ပါဟောရင်တော့ဇာပထမဇာခိုင်း24ဖတ်ပြီးတော့လည်းဖောက်မြေတလင်း၌ပြန်၍ပြေးကြသောသူအပေါင်းတို့သည်ပြန်၍ပြေးကြသောလေတယောက်ထီးသာလျင်စုကိုရသည်ဟုသင်တို့မသိကြသလောစုကိုရမည်အကြောင်းပြေးကြလောပွဲ၌ပြန်၍အချင်းချင်းတိုက်တော်သူမြည်ဒီကအရာရာ၌တတ်မဲ့ချင်းကိုချုပ်တီးတတ်၏ထိုသူတို့သည်ညှိုးနွမ်းပျက်စီးတတ်သောပန်းဥယျကိုရခြင်းအလို့ငါပြုကြ၏ငါတို့မူကားမညှိုးနွမ်းမပျက်စီးနိုင်သောပန်းဥယျကိုရခြင်းအလို့ငါပြုကြ၏ထိုကြောင့်ငါပြေးသောအခါအမတ်တမဲ့ပြေးသည်မဟုတ်လက်ပွေတတ်သောအခါအာကာသကောင်းကင်ကိုသာထိုး၍တတ်သည်မဟုတ်သူတစ်ပါးကိုဆုံးမပြီးမှကိုယ်တိုင်ရှုံးသောသူမဖြစ်ရမည်အကြောင်းကိုထိုး၍နှိပ်စက်လေရှိ၏အဲ့တော့ရှင်ဘောလူကဒီနေရာမှာအပြေးပြိုင်ပွဲပြေးနေတဲ့လူတစ်ယောက်အကြောင်းကိုပြောပြီအပြေးသမားတစ်ယောက်အနေနဲ့စဉ်းစားရင်သူ့မှာဘယ်ကိုပြေးရမလဲဆိုရယ်ပန်းတိုင်ရှိလားရှိလားအရင်တော့ကျွန်တော်ကနှစ်တိုင်းမှာနှစ်သိအစဆိုအစားကြောင့်ဆူတောင်းလဲလုပ်တယ်ဆာဆူတောင်းတော့ကူလဲလုပ်တယ်ဆာဆူတောင်းပြီးတော့မှဒီနှစ်အတွင်းမှာကျွန်တော်ဘာတွေလုပ်မလဲဆိုတော့1 2 3 4နဲ့ချရေးတစ်မရောက်ဖူးသေးတဲ့ဒေတာတစ်ခုဧဝံဂေလိသွားမယ်နှစ်ကျမ်းစာတအုပ်လုံးတစ်ခေါက်အစာဆုံးဖတ်မယ်သုံးအင်္ဂလိပ်စာတိုးတက်အောင်လေ့လာမယ်1 2 3 4နဲ့နော်10ချက်လောက်ရေးတာပေါ့10ချက်လောက်ရေးနေ့ဝယ်လာရတော့9ချက်လောက်လုပ်ဖြစ်လည်းမစိုးပါဘူးကျောင်းသားတွေလို့ပေါ့ကျောင်းသားတွေပေါ့စတဲ့ချိန်တော့ Audi ဆိုပြီးစတဲ့တာနေ့တို့လောက်ကျတော့3ပါးလောက်ထွက်လည်းမစိုးပါဘူးလေဆာမွေးလာနေကအောင်တော်ပြီပေါ့ပြေးနေကြတော့အဲ့လိုမျိုးလုံးလားဟုတ်လားလုပ်ပြတာလည်းရှိတယ်မလုပ်ပြတာလည်းရှိတယ်ပေါ့နောက်တော့ကျတော့ဖျားဖွင့်ပြတဲ့အရာကိုခံစားအပြေးသမားမှာပန်းတိုင်ရှိလားရှိလားအဲ့ဒီပန်းတိုင်ဆိုတာအပြေးသမားကသတ်မှတ်တာလားတိုင်ရသတ်မှတ်တာဒီနေရာနေတာထွက်မယ်ဒီဘက်နေရာမှာပန်းဝင်မယ်အပြေးသမားကိုယ့်အကိုသတ်မှတ်ပြီးပြေးရတာမဟုတ်ဘူးနော်သူ့ကိုသတ်မှတ်ပေးတဲ့ပြိုင်ပွဲစီစဉ်တဲ့သူရှိတယ်အလွယ်ပြောရင်တိုင်ရှိတယ်ဒါနဲ့မင်းဒီကနေတာထွက်ငါဝီစီမိုးလိုက်ထွက်ဒီနေရာမှာပန်းဝင်မယ်
ဆိုတော့ကိုယ်တိုင်သတ်မှတ်တာလားဒိုင်ရသတ်မှတ်ပြီးတာကျွန်တော်ကအခုကအပြေးသမားနေရာမှာတော့ကိုကယူထားပြီးတော့ငါဒီနေရာတာထွက်မယ်ငါဒီမှာပန်းဝင်မယ်ဆိုတော့ကိုကသတ်မှတ်ပြီးချနေတာဟုတ်ဟာဆိုတော့ဒီနေ့ကျွန်တော်တို့အများကြီးဟာကိုယ်ရည်ရွယ်ချက်တွေနဲ့ကိုယ့်ဘာကိုချနေကြအဲ့တော့ခုနပြောတဲ့အသင်းတော်ဆိုတာသင်ရဲ့အကြံစီမဟုတ်ဘူးဘယ်သူရဲ့အကြံစီလဲဘုရားရဲ့အကြံစီအဲ့တော့သင်နဲ့ကျွန်ုပ်ကအဲ့ဒီဘုရားရဲ့အကြံစီတော်ထဲမှာရှိနေတာဟာလေလုယာအဲ့တော့သင်ဘယ်နေရာကနေတာထွက်ပြီးတော့ဘယ်နေရာမှာပန်းဝင်ရမလဲဆိုတာဘုရားဆွဲထားပြီးသားဆွဲထားပြီးသားခါလေကျွန်တော်ကလောကီသားတွေလို့ကိုယ့်အနာဂတ်ကိုကိုဖန်တီးနေရတယ်လို့စဉ်းစားတယ်သင်အနာဂတ်ကိုသင်ဖန်တီးနေတာမဟုတ်ဘူးနော်သင်အနာဂတ်တွေဘုရားသခင်စီမှာတိကျတဲ့အကြံစီတော်ရှိပြီးသားအဲ့ဒါကိုသင်ကဝိညာဉ်တော်ရဲ့ဖွင့်ပြခြင်းနဲ့မြင်ဖို့ပဲလိုတယ်အာမင်သင်မြင်ဖို့ပဲလိုတာဘုရားသင်အတွက်အကြံစီဘာလို့ပြီးသားလဲရှိထားပြီးသားဒါပြီးသားဆိုတော့အသင်းတော်လို့ပြောရင်အသင်းတော်ကဘယ်သူရဲ့အကြံစီတော်လဲဘုရားရဲ့အကြံစီဘုရားရဲ့အကြံစီတော်လဲဘုရားရဲ့အကြံစီတော်အဲ့တော့ဒီအသင်းတော်ထဲမှာတနည်းအားဖြင့်ဘုရားရဲ့အကြံစီတော်ထဲမှာသင်တဲ့ကျွန်ုပ်ကရှိနေတာအဲ့တော့တာထွက်ရမယ့်နေရာကလည်းသင်ဖာတင်တတ်မှတ်တာမဟုတ်သလိုပန်းဝင်ရမယ့်နေရာလည်းသင်ဖာတင်တတ်မှတ်တာမဟုတ်ဘူးအဲ့တော့အသင်းတော်ဆိုတာဘယ်သူရဲ့အကြံစီလဲဘုရားရဲ့အကြံစီအဲ့တော့ယုံကြည်သူဟာအသင်းတော်ထဲမှာရှိနေတယ်ဆိုတာဘသူရဲ့အကြံစီတော်ထဲမှာရှိနေတာလဲဘုရားရဲ့အကြံစီတော်မှာရှိတယ်သင်ဘုရားချောင်းမလာခြင်းလို့ရတယ်နော်ဘုရားမလာခြင်းလို့ရတယ်ဒါပေမဲ့အသင်းတော်ကိုပြစ်ပယ်လို့တော့အခုကျွန်တော်တို့ဒီနေရာမှာစုဝေးပြီးရှ िख ိုးရင်ဒီဘေရင်ကြီးကိုဘုရားကျောင်းကိုတတ်မှတ်လိုက်တာပေါ့ဟုတ်ပါအဲ့တော့ဘုရားကျောင်းကိုဖြိုခြင်းဖြိုလို့ရလားရတယ်ရလားရတယ်အသင်းတော်ကိုတော့ဘယ်သူမှဖြိုလို့မရဘယ်သူရဲ့အသင်းတော်လဲဘုရားသခင်ရဲ့အသင်းတော်ဘုရားသခင်ရဲ့အသင်းတော်ဘယ်လူမှဖြိုလို့မရဘယ်လူမှဖျက်လို့မရယုံကြည်သူဘယ်သူမှပြစ်ပယ်လို့လဲမရအဲ့တော့ယုံကြည်သူဟာအသင်းတော်ထဲမှာရှိနေရအဲ့တော့ဗတ္တိဇံခံတယ်နှစ်ချင်းခံတယ်ဆိုတာတဘောတော့ဒီအသင်းတော်မှာသင်ကတင့်အသက်တာကိုမြုပ်နှံမယ်ဆိုတဲ့သဘောလဲဆိုင်တယ်လဲဆိုင်တယ်ဒီမှာတော့ကျွန်တော်ကပြဿနာရှိတာနှစ်ချင်းခံခဲ့တာတဏှာဖြစ်နေတာဟုတ်ပါဒီမှာတော့လာစုပြီးတော့ရှ िख ိုးကြတာဟာဒီလိုဖြစ်သွားတယ်ဒီမှာရောက်လာတဲ့လူတွေစုပြီးရှ िख ိုးတာတကယ်တော့တမာတရားရဲ့အသင်းတော်သဘောနဲ့ပြောရင်လူတယောက်ကဒီအသင်းတော်မှာသူနှစ်ချင်းခံတယ်ဆိုတာဒီအသင်းတော်မှာသူ့အသက်တာကိုမြုပ်နှံနဲ့စိုက်ပြိုးတယ်ဆိုတဲ့သဘောလဲဆောင်တယ်လို့တော့အဲ့ဒီလိုလာပြီးတော့မှခွန်အားလေးယူပြီးပြန်သွားတာမျိုးမဟုတ်ဘူးလူအယမ်းများတဲ့ဖျားเจ้าကြီးတွေမှာကျွန်တော်ကအားကြတရားဟောဆရာနာမည်ကြီးတယ်ဆိုရင်အဲ့မှာလာနာထောင်တဲ့လူတွေအများကြီးလေနော်ဒါပေမဲ့တော်တော်များများဒီသူတို့ဧည့်သည်လို့လာနားထောင်တာပဲကျွန်တော်တို့စီမှာလည်းရှိတာပဲဆရာဇော်သူလင်းချမ်းစာတင်တာဆရာဇော်သူလင်းတရားဟောတာကိုသဘောကျလို့လာနားထောင်ကြတယ်ဒါပေမဲ့ဧည့်သည်လို့လာတာပဲလာနားထောင်ပြီးတော့အလူငွေထည့်ပြီးပြန်သွားတာပဲတကယ်တော့အသင်းတော်ဆိုတာအဲ့သဘောမဟုတ်ဟိုတရားနာပရိသတ်တွေလာစုဝေးတာမဟုတ်တခြားလူတွေမှာလည်းတရားနာပရိသတ်တွေစုဝေးတာမရှိဘူးလားရှိတယ်တခြားဘာသာတရားမှာလည်းရှိတာပဲဆိုတော့အသင်းတော်ဆိုတာကျတော့အဲ့တရားနာပရိသတ်တွေလာစုဝေးတာမဟုတ်တော့ခရစ်တော်ရဲ့ကိုယ်အင်္ဂါတွေစုဝေးတာဖြစ်တယ်အာမင်အဲ့တော့သင်ကအဲ့ဒီအသင်းတော်ထဲမှာဖယားထားတယ်ဆိုတာကိုသဘောပေါက်တော့မှသင်ကိုယ်အင်္ဂါတစ်ခုဖြစ်နေဖယားသခင်ခွဲခန့်မှတ်သားထားတယ်ဆိုတာကိုသင်မြင်လာတော့မှအဲ့ဒီချက်မှာသင်ကဂျေရုဆလင်အတွက်ဝင်တာစိတ်ရှိတနည်းအားဖြင့်အသင်းတော်တွေဘာဖြစ်လာလဲဝင်တာစိတ်ရှိလာအသင်းတော်ဆိုရဲကျွန်တော်ယုံကြည်သူတွေစုဝေးခြင်းကိုယ်ဝယ်ခြင်းကိုလာတဲ့အခါမှာ
တင်ကဧည့်သည်လူလာပြီးတော့တရားလေးနာပြီးခွန်အားရတဲ့ဆရာကြီးဆိုပြီးတော့ပြန်သွားတယ်အဲ့ဒီလောက်လေးမဟုတ်ဘူးဒီအသင်းတော်မှာအသင်းအသက်တာကိုစိုက်ပြူရမြုပ်နှံရမယ်အစေခံရမယ်အာမင်ပြောရရင်နေမိကယေဘရဟိမဟုတ်ဘူးနေမိကဂျေရုဆလင်မြို့ရဲ့မြို့တော်ဝင်လည်းမဟုတ်ဘူးဒါပေမဲ့ဂျေရုဆလင်အတွက်ဝင်တာစိတ်ရှိလားရှိလားရှိတယ်ဒီနေ့အသင်းတော်တွေမှာအဲ့ဒီလိုဝင်တာစိတ်ရှိတဲ့ယုံကြည်သူတွေများများလို့တယ်တေးဥဆရာဖြစ်ဆရာမလိုဘူးချမ်းသာကြောင်းအောင်ဆရာမလိုဘူးတင်းကိုတနေရာမှာယာဒူးပေးထားလို့မဟုတ်ဘူးတင်ကဒီအသင်းတော်အတွက်ဝင်တာစိတ်ရှိတဲ့ယုံကြည်သူဖြစ်ရမယ်အာမင်ကျွန်တော်နေရာတစ်ခုမှတွေ့တယ်သလားနေရာတော့မပြောတော့ပါဘူးလူကသိမရှိဘူးလွယ်အမေရိကအပြားကြောင်းဆိုတော့လူနည်းနည်းပဲရှိတာပေါ့ရှိတဲ့လူအကုန်လုံးရှာကြံပြီးယာဒူးပေးတာအကုန်လုံးခေါင်းစဉ်နေနေမလာမဆိုလို့ရှာကြံပြီးတာမပေးတာရှိတယ်အဲ့ဆရာလည်းကျွန်တော်လည်းခင်တာဘယ်ရှိသေးရဆေးရောက်လို့မှယာဒူးတွေပေးတာအဲ့တော့မှလာကြတာအဝင်ရှိတယ်ဆိုပြီးသူကလည်းသူ့လူတွေကြောင့်သူသိတယ်အဲ့လိုနေရာမပေးမလာဘူးတဲ့တကယ်တော့သင်ကအဲ့ဒီလိုမျိုးခေါင်းစဉ်တစ်ခုအောက်မှာဥက္ကဋ္ဌပါအတွင်းမှုပါဘာညာပါအဲ့လိုတတ်မှတ်ပေးထားလို့လာရတာမဟုတ်ဘူးနေမိရောအခုဂျေရုဆလင်ကဘာမှမတတ်မှတ်ပေးထားဘူးမြို့ဝင်လည်းမဟုတ်ဘူးမြို့အုပ်လည်းမဟုတ်ဘူးယေဘရဟိလည်းမဟုတ်ဘူးဒါပေမဲ့နေမိကဂျေရုဆလင်တို့ဝင်တာစိတ်ရှိလားရှိတယ်ရှိလားရှိတယ်ဒီနေ့အသင်းတော်တွေထဲမှာအဲ့လိုဝင်တာစိတ်ရှိတဲ့ယုံကြည်သူတွေများများလို့ပြီးတော့နေမိကဂျေရုဆလင်ကိုပြန်လာပြီးတော့အစေခံရဘာလို့ လဲအစေခံရတာဒီနေ့အဲ့ဒီလိုဝင်တာစိတ်မဲ့အစေခံမဲ့ယုံကြည်သူလည်းများများလို့လေဟာလေလုယာဆရာလုပ်ချင်တဲ့လူတွေမဟုတ်ဘူးနော်ဒီခေတ်ကဘာတွေများလဲဆရာလုပ်ချင်တဲ့လူတွေများသူတွေမြန်မာပြည်သားအားလုံးကဆရာတွေကြီးပဲဟုတ်တယ်ကျွန်တော်တို့တိုင်းကအကုန်လုံးဆရာခေါ်တာဟုတ်ပါစိုက်ကားဆရာကားဆရာမြင်းလဲဆရာအဲ့လိုခေါ်အဲ့တော့ကျွန်တော်တို့ကနည်းနည်းသူများတဲ့ဆိုင်ကျွန်တော်တို့တွေကဆရာစိတ်များတယ်ဆရာလုပ်မဲ့လူတွေများတယ်အဲ့လိုလေဖယားလိုချင်တာကချစ်ပြီးတော့အစေခံမဲ့ယုံကြည်သူတွေဖယားလိုချင်တယ်အာမင်ဒီနေ့ online ခေတ်ဖြစ်လာတဲ့က online ပေါ်မှာဆရာတွေလည်းပေါ်လာတယ်ဟုတ်လား online ပေါ်မှာဝင်ရကြရေးတာမျိုးစုံပဲပါတယ်ခရီးရည်လည်းတလို့ရေးလဲအာမင်ထူတာပဲကျွန်တော်လည်းနားမလည်နိုင်ဘူးဒီလိုမဖတ်ဘဲနဲ့အာမင်ထူတာပဲလားမသိဘူးဟိုမှာဒီမြန်နေရတယ်ယောက်ျားကျွန်တော်ပြတ်တိုင်တယ်ကျွန်တော်ဟိုမနေ့ဆိုရင်ချီးစုတော့မနေ့ခင်းဆိုရဖတ်ဆရာလေးရေးတာဆရာကျွန်တော်မင်းမပြောဘာပြောဆရာမဖတ်ဘဲနဲ့အာမင်ထူနေတာဟုတ်လားဘယ်လိုသိလဲဟိုတနေ့ရတယ်ကျွန်တော်ကဆရာရေးတော့ဖတ်ပြီးတော့သူ့ကိုဆွေးနေတော့တယ် तू မသိဘူးလေဟောနေအာမင်ထူတာဆိုဒါဆရာအားလာလို့ထူပေးလိုက်တာမဖတ်သေးဘူးလို့ပြောတယ်မဖတ်သေးဘူးထူနေပေါ်တယ်သူကသူမိမကြောင့်ကျွန်တော်လာတိုင်ချိုးရလည်းမဖတ်ဘူးတွေ့မြကျန်းစာလေးမြင်လာတဲ့အာမေကောက်ထူတော့လာပဲအောက်မှာလွဲရလားဘာလားလည်းမသိဘူးလားဒီလိုလည်းရှိသေးတယ်နော်ဒါကြောင့်လည်း online ကနေတခါရလားဆရာကြီးတွေလည်းပေါ်လာပါတယ်မသိဘူးတော့ကောင်းပြီယုံကြည်သူလို့ပြောရင်ယုံကြည်သူဟာအသင်းတော်ထဲမှာရှိရပြီးတော့မှအဲ့ဒီအသင်းတော်တွေတင်ကဝင်တာစိတ်ရှိတဲ့ယုံကြည်သူဖြစ်ရမယ်အာမင်တော့နေမိကလူကတော့ဘယ်မှာရှိနေလဲရှိတယ်မှာရှိတယ်ဒါပေမဲ့ဂျေရုဆလင်တော့ဝင်တာစိတ်ဖြစ်လားဖြစ်လားဖြစ်တယ်ဒါကြောင့်ဂျေရုဆလင်တော့မျက်ရည်ချလားဂျေရုဆလင်တော့ဆူတောင်းပေးလားဂျေရုဆလင်တော့အစာရှောင်လားရှောင်တယ်အသင်းတော်နဲ့ပတ်သက်ရင်တမန်တော်ဝတ္ထုမှာအသင်းတော်အစပြုတာတော့တမန်တော်တစ်ရှင်မှာဘုရားပြောတယ်ထို့သောမရှိတော့လေသင်တို့ပေါ်သို့တန်ရှင်သောဝိညာဉ်တော်ဆင်းသက်သောအခါသင်တို့သည်တကူခံရ၍ယေရုရှလင်မြို့မှစသောယူဒပြည်ရှမာရိပြည်ယေကြီးဆုံးတိုင်အောင်ငါ၏သက်သေဖြစ်ကြမယ်ပြောလိုက်ပြီ
ဘယ်ကနေစမလဲဂျေရုဆလင်ကနေစမယ်ပြီးရင်ယူဒပြည်ပြီးရင်ရှမာရိပြီးရင်ယေရှုဆိုတဲ့ပြန်သွားမယ်တင်းတော့ပြန်သွားမယ်လို့ပြောတာအတမန်တော်နှစ်ကိုရောက်တဲ့အခါကျတော့တရှင်တော်ဝင်တော်ဆင်းသက်တဲ့ပေရုထတရားဟောတဲ့လူ3000ပြောင်းလဲတယ်ဂျေရုဆလင်မှာတင်းတော့စတယ်ခဏလေးတော့ကထဟောလူ9000ပြောင်းလဲဒါပေမဲ့အဲ့ဒီဂျေရုဆလင်တင်းတော်ကဖျားပြောတဲ့အတိုင်းမပြတ်သူတို့အိမ်မှာဆူဆူပြီးတော့ဘုရားရှိခိုးလိုက်သမင်းချက်စားလိုက်ဘုရားရှိခိုးလိုက်သမင်းချက်စားလိုက်ပြောနေတာဟုတ်လေအဲ့ဒါကနေတော့ရှောလူကိုလွတ်လိုက်ရှောလူလည်းလာရောစော်တဲ့ခါကျတော့မှဖမ်းတော့အကုန်ပြေးတာအဲ့တော့ပြေးတော့မှပဲတဲ့ရောက်တဲ့နေရာမှာထပ်ပြီးဧဝံဂေလိဟောတယ်တဲ့ဟာအဲ့တော့မှတခါအတင်းတော်ထပ်ပြီးတော့ပွားလာအဲ့တော့တမန်တော်ဝတ္ထုမှာအသင်းတော်အစပြုခြင်းနဲ့အသင်းတော်တိုးပွားများပြားခြင်းဆိုရင်နှစ်ပိုင်းခွဲပြီးတွေ့ရအစပြုတာကတော့ဂျေရုဆလင်အသင်းတော်ကအစပြုတယ်ဒါပေမဲ့အသင်းတော်ပြန်ပွားခြင်းကိုတော့အန်တီယိုအသင်းတော်ကဖြစ်စေတယ်အဲ့တော့ကောင်းပြီတမန်တော်73ကိုကြည့်ရမနစတော့ငယ်တိကန်ဆိုဖတ်ပြနော်လည်းဖတ်အန်တီယိုမျိုးရရှိတော့အသင်းတော်၌ဘာနဘာမဆ၍နိဂါဟုခေါ်ဝေါ်သောရှုမောင်ကုရေနေပြည်သားလူကိစောဘွားဟေရိုဤတငယ်ချင်းအရင်ဖြစ်သောမာနီနိရှောလူဒီဟုသောပရောဖက်ပြုသူဆေယာပြုသူရှိကြ၏ထိုသူတို့သည်သခင်ဖျားဝတ်ကိုပြု၍အစာကိုရှောင်ကြစဉ်တန်ရှင်သောဝိညာဉ်တော်ကငါခန့်ထားသောအမှုကိုဆောင်ရွက်စေခြင်းကဘာနဘာနှင့်ရှောလူတို့ကိုရွေးချယ်ခွဲထားကြလော့ဟုမိန့်တော်မူသည့်အတိုင်းအစာရှောင်၍ပထနာပြုလျက်ထိုသူတို့ကောင်းပေါ်မှာလက်ကိုတင်၍လွတ်လိုက်ကြ၏အဲ့တော့ဒီမှာအန်တီယိုအသင်းတော်မှာအသင်းတော်လို့ပြောတဲ့အခါတင်တဲ့ကျွန်ုပ်ကအဲ့ဒီအသင်းတော်တွေမှာကိုအင်္ဂါချင်းဖြစ်တယ်အာမင်အဲ့တော့ယုံကြည်သူတွေစုဝေးပြီးကိုယ်ကိုယ်ရဲ့ခါဖခင်အားလုံးကိုသူ့ရဲ့သားသမီးတွေလို့မြင်တယ်ယုံကြည်သူတိုင်းကလည်းယေဘရဟိတ်ဖြစ်တယ်လို့ကျမ်းစာပြောတယ်အာမင်တဲ့အသင်းတော်မှာကြတော့ဥဆောင်သူဆိုပြီးတော့မှဖခင်ခွဲခန့်မှတ်သားတဲ့အဆုရှိတယ်ကျမ်းစာလည်းပြော elders ပေါ့ဥဆောင်သူတွေဘုရားခွက်ကမှတ်သားတဲ့အဆုရှိတယ်။ဒါကြောင့်ဒီဘက်အေဖက်မှာပရောဖက်အရာတမန်တော်အရာဆေယာအရာသင်းအုပ်အရာဆိုပြီးတော့မှသာသနာပြုအရာဆိုပြီးတော့မှဥဆောင်သူနေရာကိုပြန်ခွဲပြောတယ်နော်။အဲ့တော့ယုံကြည်သူတိုင်းကယေဘရဟိဖြစ်တယ်။သို့တော့အသင်းတော်မှာသင်းအုပ်ရှိလားရှိတယ်။ဆေယာရှိလားရှိတယ်။သို့တော့ယုံကြည်သူတိုင်းဟာယေဘရဟိတွေဖြစ်တယ်ယုံကြည်သူတိုင်းဧဝံဂေလိဟောရမယ်ယုံကြည်သူတိုင်းသာသနာပြုရမယ်ဒီအပိုင်းတော့ဟုတ်တယ်အသင်းတော်မှာတခါ elders ဥဆောင်သူအပိုင်းမှာဘုရားခွက်ကမှတ်သားတဲ့တပိုင်းရှိသွားတယ်အဲ့တော့အန်တီကိုအသင်းတော်ရဲ့ဥဆောင်သူတွေလူမများဘူးတော့ဒီတွက်ကြည့်လို့ရတယ်လက်တစ်ဖက်စာပဲရှိတယ်အဲ့လူတွေဘာလုပ်နေလဲအစာရှောင်ဆူတောင်းအစာရှောင်ပြီးတော့တဲ့ဖျားဝင်နိုင်ဝိတ်တယ်ဘာလုပ်နေလဲအစာရှောင်ပြီးတော့ဖျားဝင်နိုင်
ဒီဖျားเจ้าနေကအစာစားတဲ့ပွဲများတယ်ဘာမရှိဘူးလဲအစာရှောင်မရှိဘူးကျွတ်လေဆရာအစာရှောင်ဆိုလူတွေကမလာကြဘူးအခုအန်တီယောတင်းတော့လူများလို့လားအစာရှောင်တော့များလားမများဘူး9ယောက်ပဲရှိတယ်သူတို့အစာရှောင်ကြီးမလုပ်နေလဲဘုရားဝင်နိုင်မွေးလျော်နေတယ်အဲ့ဒီချိန်မှာတန်ရှင်းသောဝိညာဉ်တော်ရဲ့ဖွင့်ပြခြင်းကိုခံစားရတယ်အာမင်အဲ့ဒီမှာရှောလူနဲ့ဘာနဘာ2ယောက်ကိုသာသနာအပြုဖြစ်နေစေလို့ပေါ့ရှောလူဆိုတာကျွန်တော်သိတယ်နော်ပေါလုအခုချိန်မှာဒီချိန်တိသူ့ကိုကျမ်းစာရှောလူလို့ပဲသုံးသေးတယ်အဲ့တော့အဲ့ဒီခေတ်မှာရှောလူဆိုတာတကယ်လူတော်နော်လူတော်အဲ့လူတော်ကြီးကအခုအန်တီကိုတင်းတော့ပါပြင်လာလဲရှိနေတာအဲ့ဝိညာဉ်တော်ဖွင့်ပြရှောလူကိုလွတ်လာတယ်ကျွန်တော်တို့ဆိုတခြားတယောက်လွတ်မှာပေါ့သူခေါ်ထားမှာသူတော်တယ်ကျွန်တော်တို့သူခေါ်ထားမှာခြားတယောက်သွားရှောလူလို့မလွတ်နိုင်ပါဒီကောင်တော်တယ်ဘာလို့တော့ तू ကကျမ်းစာနဲ့ကြည့်ရင်ရှင်ဘောလာသူ့ကိုယ်သူဒီလိုပြောတယ်လေရွယ်သူချင်းမှငါ့ကိုရှင်နိုင်တဲ့လူမရှိဘူးတဲ့ပညာတရားကိုလည်းငါအပြည့်စောင့်ရှောက်တဲ့လူတဲ့ပြီးတော့မှ तू က Roman citizenship တွေပါရထားတဲ့လူအရန်အသုံးတဲ့တာဟောခေါ်ရာရုံးပြင်ကနာကိစ္စဆိုလဲသူ့ကိုခိုင်းလို့ရတယ်ဟော तू ကတိုးပေါက်တယ်ဟိုလွတ်တော်တိပေါက်တယ်ဆိုတော့သူ့ကိုခေါ်ထားမှာအခုသူ့ကိုဘာလုပ်ခိုင်းလဲလူခိုင်းတယ်သာသနာပြုဖို့လူခိုင်းတယ်အဲ့ဒါအန်တီကိုအသင်းတော်ရဲ့ခေါင်းဆောင်တွေဥဆောင်သူတွေအစာရှောင်ပြီးဖျားဝင်နိုင်မွေးရောညီကိုတို့သဘောတူ၍ပေါင်းဖော်ကြသည့်အရာမှာအလုံးကောင်းသည်အာယုံဤခေါင်းပေါ်မှာလောင်းနဲ့စီဘယ်ရီစီလဲမုတ်စိတ်ကြီးဒီလိုကဗျာမုတ်စိတ်မရှိဘူးလို့ပြောတယ်ဒါသူဆိုင်ကပေါ့သူဆိုင်ကဟုတ်တယ်ကျွန်တော်ဘက်ကတော့မုတ်စိတ်ပေါ့မုတ်စိတ်ရှိခေါင်းကနေဆင်းလာတာနော်ဝိညာဉ်တော်ကစီဆိုတာဝိညာဉ်တော်ခေါင်းကနေပြီးတော့အောက်ကိုဆင်းလာဒါကြောင့်အသင်းတော်ရဲ့နိုးထမှုဆိုတာအသင်းတော်ဥဆောင်သူတွေကဝိညာဉ်တော်နဲ့ဖယားနဲ့မွေ့လျော်တဲ့သူတွေဖြစ်ရမယ်ဟာလေလုယာအာမင်ဥဆောင်သူတွေကအဲ့ဒီဝိညာဉ်တော်နဲ့မွေ့လျော်ခြင်းဝိညာဉ်တော်သဘောမပေါက်ရင်အဲ့ဒီအသင်းတော်နိုးထဖို့ခက်တယ်အခုဒီအန်တီကိုအသင်းတော်ရဲ့ဥဆောင်သူတွေကအစာရှောင်ပြီးတော့ဖယားဝင်နိုင်မွေ့လျော်တယ်ဒါကြောင့်သူတို့အသက်တာမှာသာရှင်သောဝိညာဉ်တော်ရဲ့ဖွင့်ပြခြင်းခံရအဲ့ဒီခံရတဲ့အရာကိုသူတို့ဝန်ခံပြီးတော့ရှောလူနဲ့ဘာနာဘာကိုဆေလွတ်တဲ့အခါသူတို့ရောက်သွားတဲ့နေရာတွေမှာထပ်ပြီးတော့အသင်းတော်တွေထပ်ပြီးတော့ဖြစ်လာတယ်။ဒါကြောင့်အန်တီယိုအသင်းတော်သည်သာသနာပြုသောအသင်းတော်ဖြစ်လာတယ်ဟာလေလုယာ။တော့ဒီနေ့နေမိကသင်တဲ့ကျွန်ုပ်ပဲ။နေမိကဂျေရုဆလင်အတွက်ဝင်တာစိတ်ရှိသလိုတင်းတဲ့ကျွန်ုပ်ဟာအသင်းတော်အတွက်ဝင်တာစိတ်ရှိတဲ့ယုံကြည်သူဖြစ်ရမယ်ဟာလေလုယာအသင်းတော်ထဲမှာတင်းကိုဖယားကကိုရင်ကတခုဖြစ်နေခွဲကမှတ်သားထားတယ်တင်းကအဲ့ဒီအသင်းတော်အတွက်ဝင်တာစိတ်ရှိနေတဲ့ယုံကြည်သူဖြစ်ရမယ်အနေနဲ့ကဘာနဲ့စလဲဆုတောင်းခြင်းနဲ့စဘာနဲ့စလဲဘာနဲ့စလဲဘာနဲ့စလဲအဲ့တော့တင်းအသက်တာထဲမှာဘာမှမလုပ်ခင်အရင်ဆုံးဘာနဲ့စရမလဲဆုတောင်းခြင်းနဲ့စအဲ့တော့တင်းကိုဖယားကဘယ်လိုကိုအင်္ဂါနေရာမျိုးမှာထားလဲဆိုတာတော့အဲ့ဒါတင်းနဲ့ဖယားနဲ့ဆိုင်တယ်တင်းဖယားကိုမေးပြီးတော့မှဖယားခွက်ခတ်မှတ်သားတဲ့နေရာခုနပြောတယ်ပန်းတိုင်ကတင်တမတ်တာလားပြေးတဲ့လူကတမတ်တာလားဒိုင်ရတမတ်တာလားဒါဆိုရင်အဲ့ဒီကိုင်ငါနေရဆိုတာတင်ကတမတ်မလားဖယားတမတ်မလားဖယားတမတ်ပါအဲ့ဖယားတမတ်တဲ့နေရာလို့ပြောတဲ့အတွက်တင်ကြိုက်ချင်းမကြိုက်ချင်းနဲ့မဆိုင်ဖယားတမတ်တဲ့ဟာကိုတင်ကဘာလို့အောင်လဲဝန်ခံရမှာဒိုင်ရပြောတယ်မိဒီနေရာတာထွက်မယ်
ဘိုးဘပန်းဝင်မယ်ကျွန်တော်မချိုက်ဘူးရဘူးဆိုတော့ကိုယ့်ကိုတတ်မှတ်ပြီးပြေးရမှာလားသူများတတ်မှတ်ပေးမှာလားသူများတတ်မှတ်တော့ဘုရားသခင်တတ်မှတ်ထားတာတင်းသက်တာတွေဘုရားသခင်ရဲ့ချမ်းစီရှိတယ်အဲ့ဒါကိုသင်ကမြင်ပြီးတော့ဘုရားရဲ့ချမ်းစီကိုမြင်ပြီးတော့မှဝန်ခံရမှာအာမင်ကာလီကျွန်တော်တို့ကပါလေးနဲ့ကတ်လွဲတတ်တယ်ဟုတ်မလို့လို့နဲ့မဟုတ်ဘူးဖြစ်သွားတတ်တယ်ချောသွားကျန်းစာကြောင့်တစ်ခုမှတဲ့အဲဒါကြောင့်တင်လာပြီးတော့လေးနှစ်ပြီး graduation ပြီးမယ်အဲ့အချိန်မှာဆရာကြီးကစကားပြောတဲ့အခါအဲ့ဒီကျန်းစာကျောင်းသားတွေမှာတယောက်ကတော်တော်လေးညံ့ရှာတယ်တယောက်ကိုသူတို့ကပေးတဲ့မပေးတဲ့ဘူးပေးလိုက်မလားဆိုတော့တနာပါတော့ကွာသူလင်းချင်းတော့တက်လာဟာပေးလိုက်ဒီကောင်ဘာမှမသိဘူးဘာမှမသိတဲ့ကောင်ငါတို့ပေးလိုက်ငါတို့ကြောင်းထွက်သွားဆိုသိခါကြတယ်ဘာညာသူအချိန်နဲ့ဆွေးနွေးကြတော့တယောက်ကဟုတ်ဘူးပါတဲ့သူသိတယ်မသိဘူးဆိုတာအဲ့သူနည်းနည်းမေးချလိုက်အောင်ခေါ်လိုက်အဲ့ကြောင့်တော့ခေါ်လိုက်ဆရာကတော့ထိုင်ဟုတ်လားသူမေးကဲမြေငါတို့မေးဖို့တခုမေးမယ်ဖြေကျွန်တော်ဟုတ်ကဲ့ဆရာမေးပါဣသရေလလူမျိုးတွေရဲ့ပထမအဦးဆုံးရှင်ပြီဘာတူလဲချက်ချင်းရှောလူလေးဆရာဆိုအားလုံးကโอเค right မှန်တယ်ဆိုတော့ဒီပါတယ်ကြရပြီတော့ဆက်သွားပြီတော့ဒါပေါ့လို့ခဏနေတော့သူ့နာမည်ပေါ်လို့ပြောင်းနေမလားတဲ့အဲ့ကျတော့အားလုံးတော့အဲ့အားရပါလို့ဟာဒီကောင်သိပါတယ်ထွက်ခါနေကြပါလေအာပါထပ်ပြောရတာအဲ့မှာလွဲတော့တော့သူ့နာမည်ပေါ်လို့ပြောင်းသွားမလားဟောကျွန်တော်တို့တွေလည်းအဲ့ဒီចောင်းသားလိုပဲဒါကဟုတ်မလို့လည်းမဟုတ်ဘူးဖယားကတင့်ရဲ့တော်ခြင်းတတ်ခြင်းသိခြင်းအဲ့ဒါတွေလို့ချင်တာမဟုတ်ဘူးဖယားတင့်ရဲ့အစီခံတဲ့နှလုံးသားကိုလို့ချင်တယ်ဒါတင်သိလို့တင်တတ်လို့တင်လုံနိုင်လို့ဟုတ်လားတင်ဟိုတာဝန်တစ်ခုပေးထားလို့ယာရုတစ်ခုပေးထားလို့အဲ့ဒီလိုမဟုတ်ဘူးတင်အထဲကဘုရားသခင်နိုင်ငံတော်အတွက်အစီခံခြင်းနဲ့ဆိုတဲ့နှလုံးသားနဲ့လာမှာအာမင်ဆိုတော့ကြာခါကျွန်တော်တို့ဟာတာဝန်ပေးထားလို့တာဝန်ပေးထားလို့တာဝန်ရှိလို့ဆိုတဲ့အထက်မှာသွားတယ်ဆိုတော့နေမိကိုဘယ်သူမှတာဝန်မပေးဘူးသူ့အထဲထဲမှာဟောမနေနိုင်တာဒီဂျေရုဆလင်မှာသူနဲ့ဆိုင်တယ်သူနဲ့ပတ်သက်တယ်ဒါကြောင့်ဒီဂျေရုဆလင်မြို့အတွက်သူ့မှာဝင်တာစိတ်ရှိတယ်အာမင်ဒါအသင်းတော်အသင်းနဲ့ဆိုင်တယ်တင်ကဖယားအသင်းကိုအဲ့ဒီနေရာမှာခွဲခတ်မှတ်သားပြီးထားရတယ်ဒါကြောင့်အသင်းတော်အတွက်တင်ကဝင်တာစိတ်နဲ့အစီခံတော်ယုံကြည်သူဖြစ်ရမယ်အာမင်အဲ့တော့နေမိယာလူကဘာမှရှိလဲရှိတယ်အမေဂျေရုဆလင်ကဆူတောင်းလားဆူတောင်းတယ်ဂျေရုဆလင်ကမြေကြီးချလားချတယ်ဂျေရုဆလင်ကအစာရှောင်းလားရှောင်းတယ်ဂျေရုဆလင်လို့ပြောရင်တစ်ရောက်ဆုံးဝင်ကြီးနှစ်အခုတော့ပြန်တော့ပြသုံးတင်းတော့ဒီနေ့ညမှာတော့အဓိကဒါယုံကြည်သူတိုင်းဟာဘုရားသတ်မှတ်ထားတဲ့အသင်းတော်တွေမှာရှိတယ်ခွဲခတ်မှတ်ထားတဲ့အသင်းတော်တွေမှာရှိတယ်အဲ့ဒီအသင်းတော်တွေမှာသင်ကဝင်တာစိတ်နဲ့အစီခံနဲ့ယုံကြည်သူဖြစ်ရမယ်ဆိုတဲ့အရာကိုကျွန်တော်ပြောတာအာမင်အာမင်ဘုရားတော်ဒီရောက်ဆွဲဝိညာဉ်ရှိရာအတွက်ကောင်းချီးမင်္ဂလာဖြစ်ပါစေအာမင်